BC 246ခုနှစ်မှာအသက်73နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာတရုတ်ပြည်ရဲ့ Igrit ဖြစ်လာခဲ့ပါတယ်။သူဟာနန်းတက်တာနဲ့တပြိုင်နက်သူ့ရဲ့သင်ချိုင်းကိုစတင်တည်ဆောက်ခဲ့ပါတယ်။သူဟာသူ့ရဲ့နောက်ထပ်36နှစ်လုံးကိုမိကွန်းတစ်ခုတည်းအတွက်ပဲအချိန်ကုန်ဆုံးခဲ့ပါတယ်။ငါတည်သွားတဲ့အခါငါရဲ့အာဏာတွေကိုဘယ်လိုယူသွားမလဲဆိုတာပါပဲ။ဒီဆန်ဖရန်စစ္စကိုမြို့ထက်ကြီးမားတဲ့ညီအောင်နန်းတော်ချင်းရှိဟွမ်ဟာစတူယန်ကီလိုမီတာ56ကီလိုမီတာကျယ်ဝန်းတဲ့ညီအောင်နန်းတော်ကြီးကိုတည်ဆောက်ခဲ့ပါတယ်။ဒါဟာဆန်ဖရန်စစ္စကိုမြို့ထက်တောင်ပိုကြီးပါတယ်။အဲ့ဒီထဲမှာတရုတ်ပြည်ရဲ့မြစ်ချောင်းတွေကိုပုံဖော်ထားတဲ့ပြစ်သားမြေ liquid mercury တွေခွင့်ပြုချက်မရှိဘဲဝင်လာသူတွေကိုအလိုအလျောက်ပစ်ခတ်မဲ့ဒူးလေးထောင်ချောက်တွေနဲ့ပြည်နှံနေတာပါဗျာ။နေရုပ်တုတစ်ခုမှမရှိတဲ့စစ်တီတော်8000ဒီကူကြီးကိုစောင့်ကြဖို့ညီသားစစ်တီတော်8000ကိုပြုလုပ်ခဲ့ပါတယ်။ထူးခြားတာကအဲ့ဒီရုပ်တု8000လုံးဟာညနာတစ်ခုနဲ့တစ်ခုလုံးဝမတူတာပါပဲ။ဒါဟာတကယ်လူသားတွေကိုနမူနာယူပြီးတစ်ခုချင်းစီထုတ်လုပ်ထားတာလို့ယူဆကြပါတယ်။သူတို့ဝတ်ထားတဲ့ချက်ဝတ်တန်းစာတွေစပင်းပုံစံတွေကအစားတကယ်ကိုစစ်တပ်တစ်ခုအတိုင်းအသေးစိတ်ကြားလို့လာပါတယ်။သုံးပျောက်ဆုံးသွားတဲ့အယောင်များအခုခေတ်ပြတိုက်တွေမှာအညိုရောင်ရုပ်တုတွေကိုပဲမြင်ရပေမဲ့တကယ်တော့အစကဒီရုပ်တုတွေဟာတောက်ပတဲ့အယောင်မျိုးစုံအနီအနက်ပန်းရောင်အစိမ့်နဲ့ခြေသားထားတာပါ1984မှာဒီကူကိုစတင်ဖွင့်လိုက်ချိန်မှာအောက်ဆီဂျင်နဲ့ထိတွေ့မိတာကြောင့်4မိနစ်အတွင်းမှာအယောင်တွေဟာပျက်စီးသွားခဲ့ရပါတယ်။ဒါကြောင့်လဲအခုထိ Igrit ရဲ့အဓိကကူအကန့်တွေကိုတရုတ်အစိုးရကထပ်မတူဖို့ပဲခြံထားတာပါဗျာ။၄ရက်ဆက်ကြမ်းကြုတ်တဲ့တိဆောက်မှုဒီစီမံကိန်းအတွက်အလုပ်သမား9သိန်းကျော်ကိုအတင်းအဓမ္မခိုင်းစေခဲ့ပါတယ်။သမိုင်းမှတ်တမ်းတွေအရအလုပ်လုပ်ရင်းတည်ဆုံးသွားတဲ့အလုပ်သမားတွေကိုအဲ့ဒီအဆောက်အဦထဲမှာညှို့လှန်ခဲ့ကြပါတယ်။ပူပြီးကြောက်စရာကောင်းတာကတော့တင်းချိုင်းကိုတိဆောက်ပြီးတဲ့အခါလျှို့ဝှက်ချက်တွေအပြင်မပေါက်ကြအောင်ကူဆောက်တဲ့အလုပ်သမားတွေကိုကူထဲမှာအရှင်လက်လက်ပိတ်လောက်တပ်ပစ်ခဲ့တာပဲဖြစ်ပါတယ်ဗျာ။ငါမတော်တဆတွေ့ရှိမှုနှစ်ပေါင်း2200ကျော်ဘယ်သူမှမသိပဲပျောက်ကွယ်နေတဲ့ဒီစစ်တပ်ကြီးကို1984ခုနှစ်မှာလယ်သမားတစုကရေတွင်းတူးရင်းမတော်တဆရှာဖွေတွေ့ရှိခဲ့တာပါအစကတော့သူတို့ကနှဆိုးကောင်းလို့ထင်ပြီးကြောက်လန့်ခဲ့ကြပါတယ်ဒါဟာ20ရာစုရဲ့အကြီးမားဆုံးသောရှေးဟောင်းသုတေသနတွေ့ရှိမှုကြီးဖြစ်လာခဲ့ပါတယ်ဗျာအခုထိ Igrit ချင်းရှိဟွမ်ရဲ့အလောင်းရှိရာအဓိကကူကိုတော့ဘယ်သူမှမဖွင့်ရသေးပါအထဲမှာရှိတဲ့ဖြတ်ထားအစိတ်မွေတွေကြောင့်ရောရှေးဟောင်းပစ္စည်းတွေပျက်စီးမှစိုးရင်တာကြောင့်ရောစောင့်ကြည့်နေစေပါပဲချင်းရှိဟွမ်ဟာသူ့ရဲ့အာဏာကိုတည်ပြီးတဲ့နောက်မှာပါစက်ထိန်ထားနိုင်ဖို့ကြိုးစားခဲ့တယ်ကမ္ဘာထူးခြားဆုံး Igrit တစ်ပါပါပဲ